ချက်တဲ့မျိုးပြရဲ့လူနေမှုစနဲ့မှငါစီးမျောနေခဲ့မပြီးသေးတဲ့ခီးတစ်ခုကိုဆုံးထိငါရောက်ဖို့ကိုကြိုးစားနေသေးငါတို့ဘွားတွေလည်းယုံကြည်မှုဝိုးဝါးတွေနဲ့နေငါဦးကတချင်းလို့ကျွန်တော်မိုင်းမဲရိုးသားနေသေးရန်ကုန်မြို့ကနေပဲဂီတာမျိုးသားတွေခွဲလူတွေမိုက်ကုန်ကြိုးစားပေမဲ့ကဘာမှာဒီနေရာတက်တရားမြေတဲ့ဒီရွယ်လုံးပြနေတဲ့အရာတွေရည်ရွယ်အသုံးချနေတဲ့လူတွေအထားလို့ကြည်တဲ့ပြုံးကြပေမဲ့ဘသူလာခွေမလဲအုံးစားသေးခဲ့သမိုင်းဆိုတာဖုံးထားတွေတွေလေအချိန်တန်တော့ထုတ်ပြနေသမြဲ right ဆိုတာသုံးချလေချလေမိုင်းလို့ဘုံအားတွေခွဲဒုက္ခတွေနဲ့ဂီတာလောကကြီးရှုံးသွားနေခဲ့ထွက်သမျှကကွဲနေတော့ချိန်တွေကအလုံးပြနေသေးအချိန်လေးမလုံးကြမှာလဲအချိန်တွေငွေတွေသုံးသွားတာနဲ့ပိန်လိန်ခွေတွေမသုံးကြမှာလဲစိတ်တွေနဲ့ပြေကိုယုံရမှာပဲအဲ့အချိန်တွေကိုမရှုံးချပါနဲ့ငွေကိုရေလို့မသုံးရတာနဲ့ချိန်ဆုံးမစကားနဲ့အမေရဲ့တာပြုံးထားပါနဲ့ငါဟာရက်တွေဆိုတဲ့ငက်ပဲဘုံတိုင်းတွေအကုန်ကြုံဖြတ်တယ်ဒီအတိုင်းမျိုးလေးကိုဖတ်တွယ်ဘုံမြေဆုံးထိပြန်တက်မယ်ငါဟာရက်တွေဆိုတဲ့ငက်ပဲဘုံတိုင်းတွေအကုန်ကြုံဖြတ်တယ်ဒီအတိုင်းမျိုးလေးကိုဖတ်တွယ်ငါတောင်း